နေတိုးကိုလူတွေများကြီးလေမှာထိုင်ကြောခဲ့လို့လူတွေဝေဖန်ခြင်းခံနေရတဲ့စီဖြိုးပရိသတ်ကြီးတွေချစ်ခင်အားပေးရတဲ့ရုပ်ရှင်မင်းသားကြီးနေတိုးကိုလူပေါ်လေးမှာထိုင်ကြောခဲ့လို့လူတွေကပေါ်ပင်လုံနေရလို့ဝေဖန်ခြင်းခံနေရတာကတော့မင်းသားစီဖြိုးပဲဖြစ်ပါရီမင်းသားစီဖြိုးကတော့သူ့အကြောင်းတစ်ခုခုကြောင့်မင်းသားကြီးနေတိုးကိုထိုင်ကြောခဲ့တာပါတရုတ်ဆောင်မင်းသားကြီးစီဖြိုးကိုမပြောခင်မှာတော့မင်းသားစီဖြိုးရဲ့မိခင်ကြီးဒေါ်တီတီဝင်းကိုတော့ဗေဒင်ဆရာမကြီးဖြစ်နေသိကြပါလိမ့်မယ်မင်းသားစီဖြိုးရဲ့မိခင်ဒေါ်တီတီဝင်းကတော့မြန်မာနိုင်ငံမှာသာမကအခြားသောအာရှနိုင်ငံတွေဖြစ်ကြတဲ့ထိုင်းအင်ဒိုနီးရှားနဲ့အခြားသောနိုင်ငံတွေမှာဆိုရင်အကြားမြင်နဲ့ဗေဒင်နက်ခတ်ပိုင်းဆိုင်ရာတွေမှာတော်တော်လေးကိုနာမည်ကျော်ကြားအောင်မြင်နေတဲ့အကြားမြင်ဗေဒင်ဆရာမကြီးတူပဲဖြစ်ပါတယ်အကြားမြင်ဗေဒင်ဆရာမကြီးဒေါ်တီတီဝင်းရဲ့ဟောချက်တွေကလည်းတော်တော်လေးကိုမှကွက်တီကွက်ကြားနဲ့မှန်ကန်ကနာကြောင့်အခြားအကြားမြင်ဗေဒင်တွေထက်ကိုမှအားကိုးရတဲ့သူတွေများပါတယ်အကြားမြင်ဆရာမကြီးဒေါ်တီတီဝင်းဟာသူ့စီမှာလာရောက်ဗေဒင်လာကြည့်ကြတဲ့သူတွေကိုလည်းစိတ်ရင်းမှန်တဲ့ဆက်ဆံကအလူတန်းတွေလည်းအလွန်အင်မတန်မှရေရောပြီးတော့စိတ်ဘောထားမုံမြတ်တဲ့ဆရာမကြီးတူပဲဖြစ်ပါတယ်စိတ်ဘောထားကောင်းမွန်တာကြောင့်သူမစီမှာလာရောက်ဗေဒင်လာတွက်သူတွေအများပြားရှိကဝင်ငွေတွေကတော့တစ်နှစ်ကိုသိန်းပေါင်းထောင်ချီသိန်းချီနဲ့ကိုမှရရှိတာပါအကြမ်းမြင်နေပါရှာနေတာကြောင့်ဒိုတီတေဝင်းဟာပို့ပြီးတော့ကျဲဝချမ်းသာလာတာကြောင့်သူမရဲ့သားဖြစ်သူမင်းသားစီဖြိုးရဲ့မိသားစုဝင်တွေနဲ့အလူတန်းတွေအများကြီးပြုလုပ်ကတံမိုးကြီးတိုက်ရင်တွေကားတွေနဲ့တော်တော်လေးချမ်းသာကျဲဝလာတာဖြစ်ပါတယ်ဒီလိုမျိုးတရုတ်စာမင်းသားစီဖြိုးဟာချမ်းသာကျဲဝနေတဲ့သူကမင်းသားကြီးတွေတို့ကလူပုံလေးမှာထိုင်ကြောခဲ့တာကြောင့်ပေါ်ပင်လုံလုံးနေလို့လူတွေကဝေဖန်မှုကိုခံနေရတာပါဒါပေမဲ့မင်းသားစီဖြိုးကတော့သူကျေးဇူးတရားနဲ့သူရှိလို့ထိုင်ကြောခဲ့တာပါဘာကြောင့်လဲဆိုတော့မင်းသားစီဖြိုးဟာလက်ရှိဇနီးမယားဖြစ်သူခင်လဲနဲ့လက်ထပ်ပြီးတွေကရုပ်ရှင်နုပညာလောကနဲ့ဆက်ပြတ်သွားတာပါရုပ်ရှင်လောကထဲမှာမရှိပေမဲ့ဇနီးဖြစ်သူခင်လဲနဲ့တူအခြားသောစီစဉ်တွေမှာပါဝင်ရိုက်ကူးနေကြတာပါဒီလိုမျိုးရုပ်ရှင်လောကနဲ့ဆက်ပြတ်သွားတဲ့အချိန်မှာမင်းသားကြီးနေတို့ကတော့စီဖြိုးကိုကနဝေငတိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့မြင်းလက်စရာဇက်ကောင်နေရာမှာပါဝင်တရုပ်ဆောင်စီတာပါအဲဒီဇာတ်ကားမှာတော့မင်းသားစီဖြိုးရဲ့ဇက်ကောင်ဟာအရေးပါရရောက်တဲ့နေရာတစ်ခုပါဒီလိုရေးပါရောက်တဲ့ဇက်ကောင်နေရာမှာပါဝင်တရုပ်ဆောင်ဝင်ရခဲ့တာကြောင့်မင်းသားစီဖြိုးကတော့မာနတွေခွာချကမင်းသားကြီးနေတို့ကိုကျေးဇူးအထူးတည်တဲ့အနေနဲ့ကနဝေငတိုးရုပ်ရှင်ဇာတ်ကားကြီးပရီမီယံရှိုးမှာပရိသတ်ကြီးလေးမှထိုင်ကြောလိုက်တာပါမင်းသားကြီးနေတို့ကလည်းဒီလိုကြောခံရတဲ့အပေါ်မှာကိုယ့်ကိုနှိမ့်ချတဲ့သဘောနဲ့ပြန်လည်တုံ့ပြန်ခဲ့တာပါမင်းသားကြီးနေတို့ကတော့သူဟာမင်းသားစီဖြိုးနဲ့ရှင်ရင်ညီကိုရင်းသာဖြစ်တယ်လို့ရုပ်ရှင်လောကမှာဆိုရင်စီနီယာဂျူနီယာဆင့်တာဖြစ်တာကြောင့်အချင်းချင်းညီကိုစိတ်တဲ့နဲ့ရိုင်းပြီးကူညီတာမျိုးဖြစ်တာမို့ဆရာတပည့်လိုမျိုးကြောခံယူဖို့မထိုက်ကြောင်းကိုပြန်ပြောလာတာပါအချို့ရုပ်ရှင်လောကကသူတွေဆိုရင်တော့အာမီကြော်ကြားပြီးတော့နာမည်ရလာပြီးဆိုရင်ကို့ပေါ်ကျေးဇူးရှိသူတွေကိုဒါမှမေးကကျေးဇူးမတည်တဲ့သူတွေဖြစ်သွားပြီးတော့မသိသလိုပြုမှုနေတဲ့ကြတာပါပရိသတ်ကြီးတို့ကရောမင်းသားစီဖြိုးရဲ့ကျေးဇူးရှင်ပေါ်မှာကျေးဇူးတည်တဲ့သူတရားဖြစ်ကြောင်းသိမဲ့ပြုကချီးမွမ်းနေကြပြန်ပါရီသူရဲ့စီနီယာတယောက်ဆောင်မင်းသားကြီးနေတို့ကိုနှိတ်ချော့ကကြောခဲ့တာကြောင့်လေလွယ်များကလေးစားနေကြတာပါဗီယိုကိုဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးတွေကလည်းမင်းသားစီဖြိုးရဲ့ကျေးဇူးရှင်ပေါ်မှာကျေးဇူးတည်တဲ့ပြုမှုတွေကိုတူတူကြပါလို့အသိပေးလိုက်ရပါတယ်ရှင်